မင်္ဂလာပါဒီကမန္တလေးဝါတာဖို့ရောက်နေတာပါဒီတော့အရန်ကောင်းတဲ့မေခွန်းလေးကိုဖြည့်ပြအောင်မယ်ဘာလို့မေးလဲဆိုတဲ့ခါကျတော့အသက်အမခံကိုတဲ့ဘယ်ချင်းစထားရမှာလဲတဲ့အဲ့လိုမေးလို့မျိုးအသက်အမခံဘယ်ချင်းစထားရမှာလဲဆိုတော့ကိုကပေါ့နော်အသက်အမခံလိုအပ်တယ်အသက်အမခံကြောင်းကိုနားလဲသွားပြီဆိုတာနဲ့စထားရမှာပါဟုတ်တယ်အဲ့လိုစထားတော့မယ်ဆိုလို့ရှိရင်တော့ပေါ့နော်ကိုထားမဲ့အာမခံကုမ္ပဏီကပေါ့နော်ခိုင်မာမှုရှိရလားပေါ့နော်ကိုတဘလို့အကာအကွယ်တွေပေးလဲပေါ့ပြီးရဲ့ခါကျတော့နောက်တစ်မျိုးကကိုထားမဲ့ကိုရဲ့ပါတနာလုံးမဲ့ပေါ့နော် insurance partner အာမခံကိုယ်စားလှယ်ကပေါ့နော်သူကclaim process တွေကိုပေါ့နော်တခြားဖြည့်ရှင်းနိုင်ရလား knowledge တရှိရလားပေါ့နော်အဲ့လိုမျိုးလေးတွေကိုတခြားသိရပါမယ်အဲ့ဒါကအဓိကပေါ့နော်ပြီးတော့တစ်ခုကကြတော့ကိုယ့်ရဲ့ပေါ့နော်အသက်အမခံထားမဲ့သူကိုယ်တိုင်ကလည်းပေါ့နော်အမခံရဲ့ကျိုးတရားအကြောင်းတရားလေးတွေကိုသိနေရမယ်အဲ့လိုသိမှကျမတို့ကပေါ့နော်စဉ်းစားလိုက်ပြီဆိုတာ ਨੇ အမခံဆိုတာငါသိမှရမှာဆိုတဲ့အဲ့လိုအတွေးတွေးလိုက်ပြီဆိုတာ ਨੇ ကျမတို့ကအဲ့ဒီမှာတင်နည်းနည်းကွဲလဲကုန်တာပေါ့နော်အဲ့ဒါကြောင့်ဖြစ်နိုင်မဟုတ်ကွာဆိုပြီးအဲ့လိုဖြစ်သွားတာပေါ့တကယ်တမ်းကျတော့ကျမလည်းအမှန်တိုင်းပြောရရင်ကျမလည်းအသက်အမခံကိုကျမကိုယ်တိုင်ထားမှပဲကျမလည်းအသက်အမခံရဲ့အကြောင်းလေးတွေကောင်းကျိုးလေးတွေကိုသိလိုက်တာပါကိုအရင်အမခံကိုယ်တည်းလည်းမလုပ်ခင်တော့ဆိုလို့ရှင်လေဒီကအမခံထားပါလားလို့အဲ့လိုပြောလိုက်တယ်ဟာတေမရမဲ့ဟာကြီးပေါ့နော်အဲ့လိုမျိုးဆိုပြီးကျမလုံးဝညင်းခဲ့တာပေါ့နော်အခုနောက်ပိုင်းကျမှအမခံအသက်အမခံထားရဆိုတာကိုယ့်အတွက်စေပြီးပေါ့နော်စူတောင်းခြင်းလည်းပါတယ်တခြားအကအကွယ်တွေလည်းရှိတဲ့ benefit ပေါ့နော်တခြားအကျိုးကျေးဇူးတွေလည်းအများကြီးရှိတယ်ဆိုတာကိုကိုယ်တိုင်အမခံကိုယ်တည်းလည်းလုံးမအမခံတစောင်းပေါ့နော်လုတ်လိုက်ခါကျမှကိုကတိသွားတာဘယ်လိုလဲဆိုတော့ပေါ့နော်ပြောရမယ်ဆိုရှင်ကိုဝဲစားကြည့်လိုက်တော့ပေါ့နော်ဒီရဲ့အရသာလေးကိုတည်သွားတာပေါ့အဲ့လိုမျိုးရှမ်းခောက်ဆွဲဆိုရှမ်းခောက်ဆွဲရဲ့အရသာလေးကိုကိုကအမြင်နဲ့ပဲငါရှမ်းခောက်ဆွဲမကြိုက်ပါဘူးပေါ့တို့ကပေါ့နော်အိမ်မှာချစ်တဲ့ငပိချစ်ပဲကြိုက်တာပေါ့နော်အဲ့လိုမျိုးပဲတကယ်ကိုယ်တိုင်စားကြည့်လိုက်မှရှမ်းခောက်ဆွဲရဲ့အရသာလေးကိုတည်သွားတာပေါ့နော်အဲ့လိုမျိုးပါပဲရှင်အဲ့မှာကိုတကယ်ပေါ့နော်အမကန်ထားတော့မယ်ဆိုတာနဲ့ကိုနဲ့ပေါ့နော်ဘလို့ product လေးတွေပေါ့နော်ဘလို့အမကန်မျိုးစားလေးတွေတင်းလျော်လဲဆိုတာကိုတော့ကိုကအမကန်ကိုယ်တည်းနဲ့တိုင်ပင်ရမယ်ပေါ့နော်အဲ့မှာကိုနဲ့ကိုက်ညီတဲ့အမကန်အကာအကွယ်လေးတွေပေါ့နော်အမကန်တို့ကျမရဲ့အမကန်တို့အဲ့ပေါ့နော်ကိုနဲ့လိုက်ဖက်တဲ့အကာအကွယ်လေးတွေယူသင့်ပါတယ်လူတိုင်းရပေါ့နော်အသက်အမကန်ဒါမှမဟုတ်ကျမရဲ့အမကန်ပေါ့နော်အဲ့ဒီအမကန်လေးတစ်စောင်းကတော့ရှိသင့်ပါတယ်ဟုတ်ပေါ့နော်ပြီးတဲ့အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကိုတိုင်းအသက်အမကန်တစောင်းလိုအပ်ပြီဆိုတာနဲ့ဘယ်လိုကုမ္ပဏီမှာထားမှလဲဘယ်လိုအမကန်ကိုယ်တည်းကိုရွေးမှလဲပေါ့နော်အဲ့ဒါလေးကတော့ကိုယ့်ရဲ့ရွေးချယ်မှုလေးပါပေါ့နော်ကိုနဲ့ဘယ်လို product တွေနဲ့တင်းလျော်လဲပေါ့နော်